2026မှာထိုင်းကနေ export လုပ်မယ်ဆိုရင်2024တုန်းကနီလန်းနေပြီမေးလိုက်ပါတော့သူတစ်ဖြင့်စက်မှုပတ်ကံပတ်မှာခြေဆိုင်တဲ့လုပ်ငန်းရှင်တွေအတွက်အခွင့်အလမ်းချီနှစ်ခုပေါ်နေပါတယ်တေးကိုပို့ရင်ရထားနဲ့ပို့ရမယ်ခေတ်မြန်မာကိုပို့ရင်ရှီလန်းကသွားနေခေတ်ကိုကြောက်နေပါပြီပထမဆုံးတရုတ်ဈေးကွက်အရင်ကရှန်ဟိုင်းတို့ကွမ်ချိုးတို့ကိုတင်မောနဲ့ပို့ရင်15ရက်လောက်ကြာပါတယ်အခု2026 China လာအို Thailand Rail Corridor ရထားလမ်းကအရန်ငိမ့်သွားပါပြီဘန်ကောက်ကနေကူးမင်ကို3-4ရက်ပဲကြာပါတော့တယ်အရေးကြီးတာကကူးမင်ရောက်ရင်ပြီးတာမဟုတ်ပါဘူးအဲ့ဒီကနေတဆင့်တရုတ်ပြည်တွင် interior ဖြစ်တဲ့ချန်းတူတို့ခြုံချင်းတို့ကို24နာရီအတွင်းထပ်ဖြန့်လို့ရသွားပါပြီဒုတိယကမြန်မာပြည်စီကွက်မဲဆောက်မြောက်ရီလမ်းကြောင်းက2026မှာစိတ်ချရတဲ့အနေအထားတွေမဟုတ်တော့ပါဘူးခေတ်ကြီးတွေများတယ်တိုက်ပွဲတွေကြောင့်လမ်းတွေပိတ်နေတတ်တယ်ဒါကြောင့်စမတ်ဖြစ်တဲ့လုပ်ငန်းရှင်တွေကရနောင်းပေါ်ရနောင်းစိတ်တန်းလမ်းကြောင်းကိုရနောင်းကနေတီလဝါကိုတင်မောတိုင်းရိုက်တင်လိုက်ရင်လမ်းမှာခေတ်ကြီးပေးစရာမလိုဘူးပစ္စည်းမှုတတ်တာတယ်စက်မှုပကံမှာနေတဲ့မိတ်ဆွေတို့အနေနဲ့ထုတ်ကုန်တွေကိုပုံလန်းကနေပို့ပဲဒီ logistic လမ်းကြောင်းတစ်တွေကိုပြောင်းလဲပြီးတော့ဂိုင်နိုင်မှာ2026မှာအမြတ်ချန်ပါမယ် follow လုပ်ထားပေးပါအောင်เนาะကျွန်တော်အောင်မြတ်သူပါဗျ